ဒီကနေ့တော့ဥတော်မနေ့ကဥတော်တို့တောင်မှာဖြစ်ပြသွားတဲ့တိုက်ဝိုင်းလေးတစ်ဝိုင်းပေါ့ဒီတိုက်ဝိုင်းတစ်ဝိုင်းထဲမှာကြက်၄កောင်ကိုတပရိတ်ထဲဟိုဘက်2កောင်ဒီဘက်2កောင်စရတာဝရီတောင်တစ်កောင်ဝရီတစ်កောင်တောင်တစ်កောင်ရွှေစင်း2កောင်အဲ့တော့ဒီရွှေစင်း2កောင်ကသူကငွေကြီးရသူကသိန်းရာကနန်းဒီသူကဆော့မဲ့ကြက်ကြီးငင်းမှမပါဘူးအော်ဒီဘက်ကလည်းကြက်ကောင်းနေနော်အဲ့တော့ဒီကြက်ပွဲလေးနှစ်ပွဲမှာဘာကြောင့်ဘလူဖြစ်သွားတယ်ဆိုတာကိုမနုကြက်သမားညီကိုတွေနားထောင်တာအဲ့တော့ပထမဆုံးဥပဒေကြက်ဆက်အနေနဲ့ပြောပြမယ်ကြက်ဆက်တဲ့အခါမှာရွှေသေးရပထမတစ်ကောင်နဲ့ချိတ်ထားပြီးသားဒါကနောက်တစ်ကောင်နဲ့ချိတ်ထားပြီးသားတပိတ်သေးကို၄ကောင်ကိုနှစ်ဝိုင်းလုံးကို66သိန်းတဝိုင်းတိုင်း33သိန်းအဲ့တော့ပထမကြက်ကဘာချုံထားတော့ပြောမယ်ကြက်ဆက်ချုံထားတာအမွေးမကြို့အတောင်မကြို့အတွင်းကြောက်အပြင်ကြောက်မြင့်နဲ့လက်ငေါမြင့်နဲ့ခေါင်းသားမြင့်နဲ့ခါရရှိဟိုကပူတယ်တူတယ်ကုန်းတယ်လက်ငုတ်တန်တူတယ်ကရုံအောက်ခေါနော်အဲ့တော့ तू ကနုတယ်ဆိုတိုက်လိုက်တာဟိုဘက်ကြက်ကမာတာမကြောက်ဘူးကြက်တက်မကြောက်ဘူးနှောက်ဝိုင်းခိုင်းပြီးတာအတွင်းကြောက်ပြင်ကြောက်မဟုတ်ဘူးလဲလောက်ပါရဲ့ခြူသေးရလဲငိုဘူးလောက်ပါအဲ့တော့ဘာဖြစ်သွားတော့လဲနောက်ဘုံကြတော့ကြက်အတိတက်အမွေးမကြွအတောင်မကြွပညာတတ်ကိုတွားတိုက်တော့ကိုကအမိုက်အောက်ခေါတွားတိုက်တော့အာစီးတော့ခြုံသွားတော့နောက်ဆုံးကြတော့နော်နောက်တစ်ခါဒီလိုပဲသေးတယ်ပူတယ်တူတယ်နှိမ့်တယ်အရာတူနောက်လင်ငေါက်တူဟိုဘက်ကပတ်လက်ကြီးအကုန်အဲ့ဒီရွှေစည်းချက်ကသူ့မှာစီးဖို့တာဆိုလို့ငုတ်တစ်ခုပဲရှိတယ်ကျန်တာတစားမှမမိတာဘူးသူကစိမ့်နေဆိုပြီးသူကရှာအဲ့စိမ့်တဲ့ချက်ကအဲ့ဒီကြက်သက်ကိုမကြောက်ဘူးဘုံနဲ့တူတယ်ဝါကျေတယ်ပေါင်ကြီးတယ်အရာကောင်းတယ်ကြောကင်းကောင်းတယ်လင်ငေါက်မြင့်တယ်ခေါင်းသားမြင့်တာအဲ့တော့တစားမှမမိဘူးအဲ့တော့ဒီကြက်ပွဲမှာသိန်းကနန်းချီပြီးအများကြီးတိုက်မဲ့ကြက်တီကြက်သမားကြီးကိုမင်းတို့တွေကြက်ဆက်တဲ့ခါမှာဥပဒေပြောလာအမွေးမကျွတ်အတောင်မကျွတ်အတွင်းကြောက်ပြင်ကြောက်တွေဆိုရင်ကိုကြက်ကကြက်မိုက်ဖြစ်နေတယ်အောက်ကောင်းဖြစ်နေတယ်ကိုကကြိုက်ခိုးရမှာလက်ပန်းလုံးရမှာခိုးရမှာကြက်တီဆိုလို့ရှိရင်ဒါအမွေးကျွတ်တောင်ကျွတ်ဖြစ်နေတဲ့လက်ပန်းလုံးရမှာကြက်တီကိုတိုက်နော်အခုလိုအမွေးကြောက်အတောင်ကြောက်အတွင်းကြောက်အပြင်ကြောက်တွေကြီးမာမြေကြီးအရာပေါက်တွေတွားပေးချကိုပေးချတော့ခါကြတော့အခုလူတွေဖြစ်ပြက်ပြီးရှုံးကုန်တာအဲ့တော့ဥတော်ဆိုလိုချင်တာကတော့ကိုကြက်တီကြီးကောင်းတိုက်မယ်ဆိုလို့ရှိရင်ငါကြက်လက်ပန်းလုံးကိုကြိုက်တာလားနော်လက်တစ်ပေါက်ကောင်းတာလားနော်လာတာကိုရိုက်တာကောင်းတာလားဒါလေးတော့ကြက်တခင်တွေတီးပြီးတော့လိုအပ်တယ်နော်ကြက်တခင်တွေတီးဖို့လိုအပ်တယ်အဲ့တော့အခုလူအစီဘိုးတွေကိုကြီးကောင်းကောင်းတွေတိုက်မယ်ကြက်တီဆိုလို့ရှိရင်တော့အခုလူပဲရှုံးနေဝအောင်မှာပါလို့နော်ဥတော်ဒီနေ့နေရာနေနဲ့အကြံပေးတာပေါ့နော်